အားလုံးပဲမင်္ဂလာပါ Golden Mission မှာကြိုဆိုပါရစေဒီကနေ့မှာတော့ TED Font လေးတွေကိုအသုံးပြုတဲ့အခါမှာ TED Mo e-Desker ဆိုပြီးတော့ခွင့်ပြုချက်တောင်းတဲ့နေရာမှာအသုံးပြုတဲ့ font လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ TED Font လေးပြောင်းတတ်မယ်ဆိုတာနဲ့တစ်စုံတစ်ခုလုပ်ဖို့အတွက်အခြားသူကိုခွင့်ပြုချက်တောင်းချင်တဲ့အခါမှာ verb ကလေးကို TED Font ပြောင်းပြီးတော့ verb demo e-Desker ဆိုပြီးတော့အသုံးပြုလို့ရပါတယ်အဲ့တော့အဓိပ္ပာယ်ကတော့ဘာလဲဆိုလို့ရှိရင်အဲ့ဒီအလုပ်ကိုလုပ်လို့ရပါသလားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ခွင့်ပြုချက်တောင်းတဲ့အခါမျိုးမှာအသုံးပြုလေးရှိပါတယ်ဒီနေရာမှာဓာတ်ပုံရိုက်လို့ရလားစသဖြင့်ဓာတ်ပုံရိုက်လို့ရလားလို့ပြောမယ်ဆိုရင်写真を撮ってもいいですか写真を撮ってもいいですかဓာတ်ပုံရိုက်လို့ရပါသလားနော်စလိတောက်လို့ရပါသလားဆိုလို့ရှိရင်တာဘကိုဆွီမတ်ကနေလာတာဖြစ်တဲ့အတွက်တာဘကိုစွတ်တယ်မို့いいですかအဲ့တော့စလိတောက်လို့ရလားနောက်တစ်ခုကတော့ဒီနေရာမှာထိုင်လို့ရလားလို့ခွင့်တောင်းတဲ့နေရာမျိုးတွေမှာလည်းအသုံးပြုလို့ရပါတယ်အဲ့တော့ကိုကိုနီဆူဝါရီမတ်ကထိုင်နေဖြစ်တဲ့အတွက်ကိုကိုနီဆူဝတ်တယ်မို့いいですかဒီနေရာမှာထိုင်လို့ရလားဥပမာအင်တာဗျူးတွေမှာဆိုလို့ရှိရင်ဒီဥပမာပြောမယ်ဆိုရင်အခုဆိုရင်ဂျပန်ဘာသာစကားနဲ့အင်တာဗျူးနေတဲ့အခါမျိုးတွေမှာကိုပြောပြချင်တဲ့အကြောင်းအရာလေးတွေကဒီထက်ပိုပြီးကြဲကြဲပြန့်ပြန့်ပြောချင်လာတဲ့အခါမှာကိုယ့်ရဲ့ level နဲ့အစအဆုံးမရှင်းပြနိုင်တာဖြစ်လို့ရှိရင်အင်တာဗျူအာတွေကအင်္ဂလိပ်လိုလဲနားလဲတယ်ဂျပန်လိုလဲနားလဲတယ်ဆိုလို့ရှိရင်ကိုကတခုခုကိုခရီးစစ်တွင်ကြရှင်းပြချင်တယ်ဒါပေမဲ့ဂျပန်စာနဲ့ဆိုရင်တော့အဲ့လောက်လည်းပဲအထိရှင်းမပြနိုင်တဲ့အခက်အခဲမျိုးရှိတဲ့အခါမှာဆိုလို့ရှိရင်လေအင်္ဂလိပ်လိုပြောလို့ရလားလို့မေးချင်တဲ့အခါမှာ英語で話してもいいですか英語で話してもいいですかဒါလည်းအင်္ဂလိပ်လိုပြောလို့ရပါသလားဆိုပြီးတော့မေးလို့ရပါတယ်အဲ့လိုပဲဒီနေရာမှာကားရက်လို့ရလားသဖြင့်ဒီလှုပ်လို့ရလားလို့ခွင့်တောင်းခြင်းတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ကိုပြောခြင်းတဲ့ verb ကို te form ပြောင်းပြီးတော့ te mo i deska ဆိုတဲ့အသုံးနဲ့အသုံးပြုပေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်